สิเดปวันโตโยจักปุเปปมาจิตวาปัตตาโตนะปมาตติธรรมังโลกังปปาสิติอภาพุทโธวัจจันติมายะตะปะปังกตังมังพุทธเนนะปยติธรรมังโลกังปปาสิติอภาพุทโธวัจจันติมาอภิวาทนาตปะธรรมานุภาเวนะสัตตาสุขิปวันตุเตปวันตุตปะมังกนังละกันตุตปะเทวตาตปะตังกานุภาเวนะสัตตาสุขิภาวันตุเตอโลกยาปะละมาลาปัสสันตุติปะละมังตนามิตตะปะละมายติอิปะนังปะละมังสุขังတက်ကွက်တာအဲ့ဒီတက်ကွက်ကချမ်းသာတယ်ဆွေစိုးကြီးလေးလုံးရှိတဲ့အဖွဲ့အစည်းဟာ
နောက်ပေါ်လို့မြန်မာနိုင်ငံတော်အားလုံးကြေးချမ်းအောင်အဲ့ဒီဆွေဦးလေးလုံးတရားနဲ့တရားခယူနာထားပါအခုငယ်လေးပေးတင်နေတဲ့ပုံကိုယ်ကိုတနာကြပါနော်နောက်ပြီးတော့ချမ်းသာနေတဲ့လူတွေကိုကြည်ပြီးတော့မူရိတာပွားပါနော်နောက်ပြီးတော့တရားနဲ့တရားကိုညီရိုင်းပင်းမှုဆိုတဲ့မေတ္တာရှိပါနောက်ပြီးတော့တိုင်းဟာအသက်တရားမရတော့လည်းပဲအမှုတရားရတာအခက်ခဲပေါ့နော်အဲ့ဒီအခက်ခဲကျော်လွှားနိုင်အောင်လည်းနဲ့စီးရမယ်လေပါဆွေကိုစီးရမယ်လေဥပ္ပခါဆိုတဲ့ဆွေကိုအဲ့ဒီဥပ္ပခါဆိုတဲ့ဆွေကိုကအသက်40ကျော်လာတဲ့အဲ့ဒီဥပ္ပခါတရားတာပွားများရတယ်ပေါ့ဒါမြန်မာနိုင်ငံအားလုံးအေးချမ်းအောင်အဲ့ဒီဆွေကိုကြီးလေးလို့ထားကြပါရှိကြပါဆောင်ထားကြပါလို့ဆရာတော်ကပေါ်လာပြီးလို့ပါတယ်နော်ဒီမှာဗျာနောက်ပြီးတော့ဆွေကြီးလေးလေးလည်းပြေးတယ်ဗာလေးလေးလည်းဆွေကြီးလေးလည်းပြေးတယ်ဆွေကြီးလေးလည်းကြတော့ဗုဒ္ဓနုပတိဆိုတဲ့ဆွေကြီးနောက်ပြီးတော့ဗုဒ္ဓနုပတိဘာဝနာနောက်ပြီးတော့မေတ္တာဘာဝနာနောက်ပြီးတော့အတုပဘာဝနာနောက်ပြီးတော့မရဏနုပတိဘာဝနာပေါ့ဒါဟောတာစတုရာနဲ့က၄ပါးအဆရာတော်ဘုရားကြီးကကြတော့ပါတယ်ဆွေကြီးလေးလည်းဆောင်းထားပါအမြဲတမ်းဆောင်းထားပါနော်ဗုဒ္ဓနုပတိကမ္မထံများများပွားပါပေါ့ဒီနေ့က2025နေ့နဲ့နေ့ပေါင်းဘယ်လောက်လဲ4နဲ့5ပေါင်းဘယ်လောက်လဲ9ဒီနေ့က9ကနန်းပါကနန်းလဲ9ကနန်းရောက်တဲ့နေရာနေ့ဟာဆရာတော်ဘုရားကြီးကဗုဒ္ဓနုပတိပွားပါတယ်9ကနန်းဟာပညာတော်ဟောအရာဆိုတော့အကြီးဆုံးကနန်းပါကနန်းလဲအကြီးဆုံးကနန်းမှာနေတဲ့နေ့ဟာအကြီးဆုံးအလုပ်ကိုလုပ်ရတယ်အကြီးဆုံးအလုပ်ကပါတယ်ဆရာတော်ဘုရားကဗုဒ္ဓနုပတိဘောဝနာကမ္မထံအဲ့ဒါအကြီးဆုံးအလုပ်ပဲပေါ့နော်အဲ့ဒါတနည်းအားဖြင့်ဆိုဆရာတော်အမှတ်မိလွယ်အောင်ဆွေကြီးလေးလက်ဆောင်းထားပါဒါပြီးတော့ဆွေလေးဆွေဖောင်ကြီး30နဲ့30စီရှိတယ်ဆွေဖောင်ကြီးဘယ်လောက်ရှိလဲ30အဲ့ဒီဆွေဖောင်ကြီး30ခုနဲ့လည်းပဲအများအားရှိထားပါနံပါတ်1ကတတိပဋ္ဌာန်တရား၄ပါးနောက်ပြီးတော့နံပါတ်2ကဓမ္မပဋ္ဌာန်တရား၄ပါးပြီးတော့ဣတိပတ်၄ပါးသန္တာဝိရိယစိတ်ဓာတ်ဝိမာန်တာအဲ့ဒီအသက်ရှင်ခြင်းအဲ့ဒီဣတိပတ်၄ပါးအလုပ်ပဲလုပ်ဒီဣတိပတ်၄ပါးဆရာတော်ဘုရားကြီးမိုင်းမဆရာတော်ဆိုတော့ဘာပဲလုပ်ဣတိပတ်၄ပါးဣတိပတ်၄ပါးပြီးတော့ပူ၅ပါးပြီးတော့ဗါလဲပူ၅ပါးတယ်နောက်ဣန္ဒြေ၅ပါးပူ၅ပါးဣန္ဒြေ၅ပါးဣန္ဒြေ၅ပါးနဲ့ပူ၅ပါးဟာပဲအဲ့ဒါလည်းပဲတထာကိုဝိရိယကိုတတိကိုဓမ္မတိကိုပညာအားလုံးလိုက်ဆိုပါတယ်တထာကိုဝိရိယကိုတတိကိုဓမ္မတိကိုပညာကို၅ပါးဣန္ဒြေ၅ပါးလို့လည်းခေါ်ပါတယ်နော်အဲ့ဒီပူ၅ပါးပြီးတော့ဘောဇင်9ပါးဘောဇင်9ပါးလေအကောင်းဆုံးရှိပဲမြတ်စွာဘုရားလက်ထက်တို့လို့ရှိုံရှိခံရှိဖို့မြတ်စွာဘုရားယောဂပြင်းတဲ့အရှင်မောက္ခလန်တို့အရှင်မဟာကရဘာတို့ဘောဇင်9ပါးပြုတ်ခိုင်းတယ်ပြီးတော့အရှင်မောက္ခလန်တို့နေမကောင်းလည်းပဲမြတ်စွာဘုရားကိုယ်တိုင်ဘောဇင်9ပါးဘောဇင်9ပါးဟာကျင့်ရပါတော့အဲ့ဒါလည်းပဲတတိဘောဇင်ဓမ္မကျက်ဘောဇင်ဝိရိယဒီပတ္တိဓမ္မတိဥပ္ပခါဆိုတဲ့9ပါးတော့ပေါင်းလိုက်ရင်30နဲ့9ပါးအဲ့ဒီ30ပါးဟာဘယ်လိုဆရာတော်ဘုရားကဆွေပေါင်းကြည့်30စီနောက်ပြီးတော့အရိယာမက္ခင်တရားရှိပါပေါ့အဲ့ဒါလည်းပဲဓမ္မတိုက်ဆိုဓမ္မတိတ်ကြီးဓမ္မသင်္ကပ္ပဝါစာကမ္မန္တအာစီဝဝါယမတတိဓမ္မတိရှိပါတော့ပေါင်းလိုက်တော့ပါအဲ့ဒီမက္ခင်ရှိပါဟာလည်းပဲဒီရှိပါပฏิပဒါလမ်းစီဒီလာဓမ္မတိသင်္ခါသိက္ခာ300ပဲလူသားကိစ္စကနဲ့ပြောရင်ဆ
ရှိပါစေဗျာ ဘုံကမေးပြီနော်အောင်ပီလာဟေးမေးအောင်ပါပြီကြားလို့အောင်ပီလာဟေးအောင်ပါပြီဗျာအောင်ပီလာဟေးအောင်ပါပြီဗျာအောင်ပီလာဟေးအောင်ပါပြီဗျာတောပတိယမူလိနေချနနတိဝတ္တနောဧဝမေဝစေယဟောတုစေယတုစေယမင်္ဂလေပัจจနမကဗအဇာခတိယနွေမြမဘောတုတန်စင်တံကေဝိမင်တုဟိနန္ဒီဝတ္တနောဆရာယုံဆွင်ပြောင်းပြည်ဒီလုံးတစ်ပြင်းတင်းနေနိတင်ဘုံပြိုအတ္တိဒုစေတော်မူတထတော်ဘုဒ္ဓတိတိသာဒုက္ခညုဘုဘုစုပုညံဉဏ်လမ်းကျွေးကိုင်းသည်ဘုရန်တိညာရှင်တော်မြတ်ဘုရားသည်ဘောဓိထိုင်ကြ၍သမ္မာမတ္တမမတတ္တဘာလို့ကုန်ဤရှင်မြတ်တို့ဘုရားကုသိုလ်မြတ်မြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြတ်မြတ်မြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြတ်မြတ်မြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြတ်မြတ်မြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြတ်မြတ်မြတ်ယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုစီရတေတတုဘုရားသာသနာစီရတေတတုစီရတေတတုသာဓုသာဓုသာဓုပါဗျာဒီနေ့ဘုံအမဘုံရလာပူတာပါ ဆရာတော်ပြကိုခုလိုက်ရတယ်ဝမ်းသာပီတိများစွာတဲ့ဥထမလေးတို့ကျေးဇူးတင်ပါတယ်အန်ကယ်တို့အန်ကယ်နဲ့အန်တီကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ဒီလိုမျိုးကိုလို့ဒီခေါ်တာ ဘုံရကိုပဲရနော်ကန်ချူးတယ်ကျေးဇူးတင်ပါတယ် ဒီက Okay